အေဂျင့်ကမျိုးရိုးပေါ်ကလုံခြုံရေးကင်မရာကိုအနောက်ရှက်ပေးတဲ့ကိရိယာနဲ့ပစ်လိုက်တာနဲ့လုံခြုံရေးခန်းထဲကစောင့်ကြည့်မှတ်တမ်းတွေချက်ချင်းပြတ်တောက်သွားပါတယ်ပြီးတော့သူ့တနက်နဲ့တန်ချောင်းတစ်ချောင်းကိုမျိုးရိုးထဲပစ်သွင်းပြီးကျိုးကိုတင်းဆွဲလိုက်ပါတယ်ဒီနည်းနဲ့ဆွဲငင်အားကိုအနိုင်ယူပြီးလုံခြုံရေးတွေတတိမထားမိအောင်မျိုးရိုးပေါ်ကိုအလွယ်တကူတက်သွားနိုင်ခဲ့ပါတယ်အီတန်ကအိတ်ထဲကကင်မရာအသေးစားတစ်လုံးကိုထုတ်ပြီးလုံခြုံရေးကင်မရာကပုံမှန်မြင်ရမယ့်မြင်ကွင်းကိုဓာတ်ပုံရိုက်ယူလိုက်ပါတယ်ပြီးတော့အဲ့ဒီဓာတ်ပုံကိုချက်ချင်းထုတ်ယူပြီးကင်မရာရှေ့မှာကတ်ထားလိုက်ပါတယ်အခုတော့အနောက်ရှက်ပေးထားတဲ့ကိရိယာကိုပြန်ဖြုတ်ပြီးစောင့်ကြည့်စနစ်ကိုပြန်ဖွင့်လိုက်ရုံပါပဲဒီလိုလုပ်လိုက်ရင်လုံခြုံရေးတွေကဘာမှထူးခြားတာကိုသိနိုင်မှာမဟုတ်ပါဘူးအဲ့ဒီနောက်အီတန်ကအနီအောက်ရောင်ခြည်နဲ့မျိုးရိုးအမြင့်ကိုတိုင်းပြီးကျိုးရှည်ကိုအတိအကျချိန်လိုက်ပါတယ်ပြီးတာနဲ့အတန်မထွက်အောင်မျိုးရိုးအောက်ကိုတဖြည်းဖြည်းဆင်းသွားပါတယ်အောက်ရောက်တာနဲ့တစ်ပင်ငယ်တစ်ပင်နောက်မှာဝင်ပုံးပြီးအင်ဂျီကိုချွတ်လိုက်ပါတယ်အင်ဂျီအောက်မှာတော့ဖုံးတော်ကြီးဝစ်စုံကိုကြိုတင်ဝတ်ထားပြီးသားဖြစ်ပါတယ်ဒီလိုနဲ့အီတန်ဟာဗာတီကန်ပြလိုက်တဲ့ကိုဖုံးတော်ကြီးတစ်ပါးအဖြစ်အောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပါတယ်ဖုံးတော်ကြီးအဖြစ်ဟန်ဆောင်ထားတာကြောင့်ပြလိုက်အတွင်းလွတ်လပ်သွားလာနိုင်ခဲ့ပါတယ်နောက်ဆုံးအောက်ထပ်ကိုဆင်းပြီးလျှက်စစ်ခန်းကိုရှာတွေ့သွားပါတယ်တကားတော့ကိုတော့ကျိုးသေးသေးလေးတစ်ချောင်းနဲ့ဖွင့်လိုက်ပါတယ်အခန်းထဲရောက်တာနဲ့တမချန်းစာထဲမှာဝတ်ထားတဲ့ကွန်ပျူတာအသေးစားတစ်လုံးကိုထုတ်ပြီးလုံခြုံရေးကင်မရာစနစ်နဲ့ချိတ်ဆက်လိုက်ပါတယ်ပြီးတော့လမ်းကြားတစ်ခုမှာရှိတဲ့ကင်မရာမှတ်တမ်းကိုရက်တန့်ထားလိုက်ပါတယ်ဒါဟာသူ့အဖွဲ့သားတွေပြလိုက်တဲ့ကိုအဆင်ပြေဝင်လာနိုင်ဖို့ဖြစ်ပါတယ်သူ့အဖွဲ့သားတစ်ယောက်ကလည်းခီးသွားတစ်ယောက်ဖြစ်ဟန်ဆောင်ပြီးပြလိုက်တဲ့ကိုဝင်လာပါတယ်ဓာတ်ပုံရိုက်နေသလိုဟန်ဆောင်ရင်ရင်ပြင်ထဲကမြောင်းဖုံးပေါ်ကိုနောက်ပိုင်းပြန်ထွက်ဖို့အတွက်ခြေရာခံကိရိယာတစ်ခုကိုလှုပ်ဝက်ပစ်ချလိုက်ပါတယ်အဲ့ဒီနောက်လူတွေမရှိတဲ့အချိန်ကိုစောင့်ပြီးရှည်လျားတဲ့လမ်းကြားကိုအမြန်ဖြတ်သွားပါတယ်လမ်းကြားအဆုံးကအခန်းထဲမှာတန်ဖိုးကြီးရှေးဟောင်းပစ္စည်းတွေအပြည့်ရှိပေမဲ့သူ့အတွက်တော့အဲ့ဒါတွေကအရေးမကြီးပါဘူးသူကကြိုတင်ပြင်ဆင်ထားတဲ့လုံခြုံရေးဝန်ထမ်းဝတ်စုံကိုလဲဝတ်လိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ကျန်တဲ့အဖွဲ့သားတွေကိုပါပြလိုက်ထဲဝင်လာနိုင်အောင်သူကဆက်ပြီးကူညီပေးရမှာဖြစ်လို့ပါတစ်ဖက်မှာတော့အမျိုးသမီးအဖွဲ့သားကအစင်းမြင့်အမျိုးသမီးတစ်ယောက်ဖြစ်ဟန်ဆောင်ပြီးအားကစားကားနဲ့ပြတိုင်းမှာကျင်းပတဲ့အခမ်းပွဲကိုရောက်လာပါတယ်ဒါပေမဲ့စာရွက်စာတမ်းတွေစစ်ဆေးတဲ့အချိန်မှာလုံခြုံရေးဝန်ထမ်းကသူ့ပေါ်တန်တရားဝင်လာပါတယ်အဲ့ဒီအချိန်မှာပဲဝတ်စုံပြောင်းထားတဲ့သူ့အဖွဲ့သားကအချိန်မီရောက်လာပါတယ်အမျိုးသမီးကိုမြင်တာနဲ့အရေးကြီးတဲ့ဧည့်သည်တစ်ယောက်လိုပြုမှုပြီးအလွန်လေးစားစွာကြိုဆိုလိုက်ပါတယ်အနီးကလုံခြုံရေးဝန်ထမ်းနဲ့လည်းစကားနဲ့ငယ်ပြောပေးလိုက်ပါတယ်ဒီလိုနဲ့အမျိုးသမီးဟာအဖွဲ့သားရဲ့အကူအညီနဲ့အခမ်းပွဲတွေကိုအောင်မြင်စွာဝင်ရောက်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူတို့ရဲ့တကယ်ပြစ်မှတ်ကတော့ဒီပွဲကိုရောက်ရှိနေတဲ့ရုရှားတထေးကြီးတစ်ယောက်ပဲဖြစ်ပါတယ်